ဗီဒီယိုရဲ့အစမှာတော့သွေးဆုပ်ဖုတ်ကောင်ကြည်ကြည်တယောက်မိနီကိုဆွဲလန်းဆေးပလင်းတွေတောင်းဖို့ချောင်းနေခဲ့ပါတယ်။ဝန်ပလီမလေး၃ကောင်ကတော့လင်းနို့ကြီးကြည်ကြည်ကိုလိုက်ရှာနေပါတယ်။ကြည်ကြည်ကဆေးရည်ကိုတောင်းဖို့ပြေးလာခဲ့ပါတယ်။ဒီမှာဟေးလင်းနို့ဆိုဝိုင်းကြိုက်ကြဆန်ကွာ။ကြည်ကြည်ကလည်းပြေးလာခဲ့ပေမဲ့ချော်လဲပြီးဆေးရည်ပလင်းကလွတ်ကျသွားခဲ့ပြီးမီးပုံထဲဝင်သွားခဲ့ပါတယ်။မီးပုံကြီးကဆွဲလန်းဆေးရည်တွေဝင်သွားပြီးမီးတွေပြန့်ကျဲသွားခဲ့ပါတယ်။ပြီးတော့ထူးဆန်းတဲ့အပန်းရောင်ငွေတွေပေါ်ထွက်လာပြီးမိနီတို့စီကိုရောက်သွားပါတယ်။မိနီအပြင်သူ့ရဲ့တငယ်ချင်းတွေကပါကြည်ကြည်ကိုကြွေသွားခဲ့ပါတယ်။နာမိနီပဲလူချင်တာလေဒီကနေပြေးမှဖြစ်မယ်။ဝန်ပလီမလေးတွေကကြည်ကြည်စီကိုပြေးလာခဲ့ပါတယ်။ကြည်ကြည်လည်းကြောက်ကြောက်နဲ့အဲ့ဒီကနေထပ်ပြေးပါတော့တယ်။မိနီတို့အဖွဲကဝန်ပလီပုံစံပြောင်းလိုက်ပြီးကြည်ကြည်စီကိုလိုက်ပါတယ်။ကြည်ကြည်လည်းမပြေးနိုင်တော့ပဲမိနီကြိုက်တာကိုခံလိုက်ရပြီးမိသွားခဲ့ပါတော့တယ်။မိနီတို့အဖွဲကလူပုံစံကိုပြန်ပြောင်းလိုက်ပါတယ်။ကြည်ကြည်ပြန်ပြီးတော့ထလာတဲ့အချိန်မှာတော့မိနီတို့ရဲ့အနမ်းတွေဝိုင်းပေးတာကိုခံလိုက်ရပါတယ်။မလုပ်ပါနဲ့မလုပ်ကြပါနဲ့လင်းတို့ပုံစံကိုအမြန်ပြောင်းပြီးတခြားနေရာမှာပြေးပုံးနေလိုက်ပါတယ်။ဟုတ်တော့ဝသေးတယ်။ជីနင်ဒီမှာရှိရမလား။တော့ကင်နော်။အဲ့ဒီအချိန်မှာပဲတောထဲကိုជីជីနဲ့ပုံစံတူတဲ့ကောင်လေးတယောက်ဝင်လာခဲ့ပါတယ်။မိနီတို့ကជីជីအတုကိုမြင်သွားခဲ့ပါတယ်။အဲ့ဒါနဲ့မြေခွေးပုံစံပြောင်းပြီးជីជីအတုစီပြေးပြီးဝိုင်းဖမ်းလိုက်ကြပါတယ်။နောက်တော့ជីជីအထင်နဲ့ဝိုင်းပြီးတော့လုံးကြပါတော့တယ်။ជីជីအစ်စ်ကတော့အရမ်းနေကြောက်နေခဲ့ပါပြီ။ No ကဲပြကြပါဦး။မိနီကအထဲကိုပြန်ထည့်ပြီးလူရုပ်မှအပြုံးနဲ့ပြုံးနေခဲ့ပါတယ်။ជីជីကဖုန်းနဲ့တပ်ပုံရိုက်ထားလိုက်ပါတယ်။မိနီတို့အဖွဲကအစ်စ်ကိုဖုန်းအလင်းရောင်ကြောင့်တိသွားပါတယ်။ជីជីအတူကတော့ဘာမှကိုမသိတော့လောက်အောင်အာပွားတွေအများကြီးပေးခံလိုက်ရပါတယ်။ជីជីလည်းနာပူးမတွေကိုကြောက်တာနဲ့ထပ်ပြေးပါတော့တယ်။အားတို့ရဲ့ជីជីအဟိုမှာဟာလိုက်ကြစမ်း။ជីជីကလင်းတို့ပုံစံပြောင်းပြီးပြေးပါတယ်။ဒါပေမဲ့လမ်းတစ်ဝက်အရောက်မှာသွေးစွမ်းအားကနည်းနေခဲ့ပါပြီ။အဲ့ဒါနဲ့ပြုတ်ကျသွားခဲ့ပါတယ်။ជីជីကသွေးပလင်းလေးကိုထုတ်လာပါတယ်။ဒါပေမဲ့အဲ့ဒီချိန်မှာပဲမိနီရောက်လာပါတယ်။ជីជីကအမြန်ပဲဆေးပလင်းစွမ်းနဲ့အားပြန်ဖြည့်လိုက်ပါတယ်။မိနီမိမဲဆိုတော့နေတော့ welcome ပါပဲ။မိနီကជីជីအပေါ်တက်လိုက်ပါတယ်။ပြီးတော့ជីជីမခံနိုင်လောက်အောင်ပဲအနံ့အရမ်းပြင်းနဲ့အာပွားတွေအများကြီးပေးပစ်လိုက်ပါတယ်။အာကီတာပါကဲတင်ဖို့လူတွေရောက်မလာပဲဝိုင်းနှိပ်ဆက်ဖို့ပဲမိနီတငယ်ချင်းတွေပဲရောက်လာပါတယ်။ဒါပေမဲ့မိနီတငယ်ချင်းတွေကမိနီတောက်တဲ့နန်းနေလို့မိနီကိုအဝေးကိုမောင်းထုတ်ပစ်လိုက်ပါတယ်။ဟဲဘာတပေါ်လေ No ဒီလိုလောက်တောင်ကနေ fight ချင်လားမိနီနဲ့သူ့ရဲ့တငယ်ချင်းတွေကအချင်းချင်းပြင်းကြပါတော့တယ်။ជីជីကပြန်လို့လာပြီးသူ့ရဲ့အရင်ပုံစံမိနီလေးကိုလွမ်းနေခဲ့ပါတယ်။အဲ့ဒါနဲ့စိတ်ပြက်အားငယ်စွာနဲ့ထွက်သွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲရွာသားတယောက်ပြေးသွားပါတယ်။ဟဲ့ကောင်ရီအဲ့ဒီမိနာမတော်ကြနဲ့ရှက်လိုက်ကြရွာသားတွေလည်းအငွေ့တွေရှူမိသွားပြီးជីជីကိုချစ်တဲ့သူတွေအဖြစ်ပြောင်းလဲသွားခဲ့ကြပါတော့တယ်။ငါတို့စမုတ်တော့မချင်နဲ့ No ជីជីကိုချစ်တယ်ရွာသားတွေကအယူတစ်ပိုင်းဖြစ်သွားပါပြီ။သိစံကွာជីជីလည်းလုံးနေအောင်ပြေးပါတော့တယ်။မိနီတို့လည်းလာနေပါတယ်။ရွာသားတွေလည်းလိုက်လာပါတယ်။ជីជីကတော့အလဲမှာပိတ်မိသွားခဲ့ပါပြီ။ជីជីမိုးပေါ်ခုန်တက်သွားခဲ့ပါတယ်။ပြီးတော့လင်းတို့ပုံစံပြောင်းပြီးကူစီကိုပြန်သွားပါတယ်။ကူတဲကိုရောက်သွားချိန်မှာတော့သွေးဆုပ်ဖုတ်ကောင်မီကီရှိနေခဲ့ပါတယ်။ជីជីကမီကီကိုဆွဲပြီးနိုးလိုက်ပါတယ်။မီကီလည်းအောက်ကိုရောက်လာခဲ့ပါတယ်။ဒါပေမဲ့ချောင်းတွေစိုးနေခဲ့ပါတယ်။မီကီမစ်စင်ပြေလာဒီမှာဖောင်နရှိလို့ချင်တယ်။ជីជីကမီကီကိုကူညီတောင်းဖို့အရှိကိုခေါ်သွားခဲ့ပါတယ်။အောက်မှာတော့အချစ်မီးတွေကတောထဲမှာပြက်နေပြီးလူတွေကလည်းជីជីကိုရှာနေခဲ့ပါတယ်။ជីជីကမီကီကိုသူရိုက်လာတဲ့တပ်ပုံလေးပြလိုက်ပါတယ်။တွေ့လားသူကပုံမှန်ဟောက်တော့စဉ်းစားကြည့်အောင်ငါတို့ဒီမီရင်းရေးပေါ်မိတက်ကလူမဲ့ချင်တယ်။အဲ့ဒီချိန်မှာပဲမြေခွေးတစ်ကောင်ရောက်လာခဲ့ပြီးជីជីကိုအာပွားတွေပေးလိုက်ပါတယ်။ជីជីလည်းအမြန်ပြန်ဖြတ်လိုက်ပါတယ်။မိနီကလူပုံစံပြောင်းပြီးကတ်လာခဲ့ပါတယ်။ជីជីလည်းကြောက်ကြောက်နဲ့ကူထဲကိုဝင်သွားပါတယ်။ជីជីကထောင်ချောက်ဆင်ထားပါတယ်။မိနီခုံအုပ်လိုက်တဲ့ချိန်မှာရှောင်လိုက်တော့မိနီတယောက်အခေါင်းထဲဝင်သွားပါတယ်။ជីជីကအမြန်ပဲအခေါင်းကိုအစွမ်းနဲ့ပိတ်ပစ်လိုက်ပါတယ်။ဒါဆိုတော့ထမ်လာနိုင်တော့ပါဘူး။ဟာជីជីကမိနီရဲ့အရှင်ပုံလေးကိုထုတ်ကြည့်ပြီးထားခဲ့ပါတော့တယ်။မီကီကတော့အိပ်ပျော်ရာနေရာကနေထလာပါတယ်။ជីជីရောက်လာပြီးတော့ဟဲ့ကောင်စင်ပြေလာအရုံမိတက်ကတော့ရှာရအောင်ជីជីကအောက်ကိုအရင်ခုန်ချသွားတယ်။နောက်တော့မီကီလည်းလိုက်ခုန်ချသွားခဲ့ပါတယ်။ဒီလိုနဲ့သူတို့ရွာတွေကိုရောက်လာပါတယ်။ရွာထဲမှာတော့ជីជីကိုအသေးအံရှာနေခဲ့ကြတာကိုတွေ့လိုက်ရပါတယ်။
ကြည်ကြည်တို့ကတော့မိသက်ကားတွေထားတဲ့နေရာကိုရောက်လာခဲ့ပါတယ်။နောက်တော့အထဲကိုဝင်သွားခဲ့ပြီးမိသက်ကားတွေကိုခေါ်လာခဲ့ပြီးမင်းငိမ့်ဖို့ထွက်သွားပါတယ်။ဒါပေမဲ့လမ်းတစ်ဝက်မှာမိနီတို့အဖွဲကပိတ်နေခဲ့ပါတယ်။ Hey,ဒီယိုလာခဲ့လေ ကြည်ကြည်တို့လည်းကြောက်တာနဲ့ပြန်ပြေးပါတော့တယ်။ဒါပေမဲ့ကြည်ကြည်ရဲ့သွေးစွမ်းအားကကုန်နေခဲ့ပါပြီ။အဲ့ဒါနဲ့အောက်ကိုပြုတ်ကျသွားခဲ့ပါတယ်။မီကီကဆွဲပြီးမှပြေးဖို့လုပ်ပေမဲ့မရပါဘူး။နာဘူးတတိုက်ကတော့တဖြည်းဖြည်းချင်းကပ်လာပါတယ်။မီကီလည်းမတက်နိုင်တာနဲ့ပုံလိုက်ပါတယ်။ရွာသားတတိုက်ကကြည်ကြည်ကိုပွေပြီးဖမ်းခေါ်သွားခဲ့ပါတယ်။ တေးစံကွာပါသွားပြီဘလူးလို့ရမလဲ မီကီကကြည်ကြည်ကြံခဲ့တဲ့ဖုန်းလေးကိုယူလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲတစ်ပင်ကြီးကမီကီပေါ်လဲကျလာပါတယ်။ကြည်ကြည်ကတော့အဖမ်းခံထားခဲ့ရပါတယ်။ပေးမှလည်းအချစ်ထီးဆိုပြီးရေးထားတဲ့ဆိုင်းပုတ်ကိုချိတ်ထားပါတယ် ဒီမြစားလိုက်တော့မြင်မြဲ ။မိနီတငယ်ချင်းကအလုံးလေးကိုလှည့်လိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲနံပါတ်2ဆိုတဲ့အလုံးလေးကျလာပါတယ်။ရွာသားတွေကတော့သူတို့နံပါတ်မဟုတ်လို့စိတ်ပြတ်သွားခဲ့ကြပါတယ် ပေးစမ်းជីជីကငါအပိုင်ဟာជីជីရေငါမင်းတက်လာပြီနော် ဟာနေဝင်ရှောက်နဲ့ငါနံပါတ်ကိုပြန်ပေးစမ်း ။ဒီလိုနဲ့စကားများပြီးလုံးကြရင်မဲလုံးကြီးကွဲသွားခဲ့ပါတယ်။ရွာသားတွေကလည်းသူတို့ရဲ့မဲတွေကိုဝိုင်းကောက်ပြီးရှာသွားခဲ့ကြပါတော့တယ်။ជីជីကတော့တိုင်ပတ်နေပါပြီ။တစ်ဖက်မှာတော့ကူတဲကိုမီကီတောင်မီးဆွဲပြီးတော့ပြန်ရောက်လာပါတယ်။ ငိမ့်စံဖူတော်ဒီငါကြည့်ကြည့်ကပေါ်နေရှာမရမယ် မီကီရဲ့စွမ်းအားကလည်းနည်းနေပါပြီ။အဲ့ဒါနဲ့စွမ်းအားဖြည့်ဖို့အကောင့်တွေကိုကြည့်လိုက်ပြီးအကောင့်တစ်ခုကိုဖွင့်လိုက်ပါတယ်။ဒါပေမဲ့မိနေရှိတဲ့အကောင့်ကြီးဖြစ်နေခဲ့ပါတယ် ငါမလုပ်ပါနဲ့ကြည့်ကြည့်နာမဟာဘူးနော်ဒီမှာပေါ်ကြည့် အော်အေးဟုတ်တာပဲလာပြန်ကောင်းတော့ပါပြီဟာ ။မိနီကမီကီကိုလက်ကမ်းပေးပြီးထခန့်လိုက်ပါတယ်။ဒီလိုနဲ့သူတို့တွေကိုပြင်ကိုထွက်လာခဲ့ပါတယ် ပေးရောက်တော့ပါလေကြည့်ကြည့် ။ခဏအကြာမှာတော့အာပွားပေးခင်ရတော့မဲ့ကြစ်ကြစ်ကိုမြင်လိုက်ရပါတယ်။အဲ့ဒီအချိန်မှာပဲထူဆန်တဲ့အငွေ့တွေအများကြီးကဂူပေါ်အထိကိုတက်လာပါတယ်။အဲ့ဒါနဲ့မီကီလည်းမိနီကိုဂူထဲအမြန်ဆွဲခေါ်သွားခဲ့ပါတယ်။ No ဒီလိုစမ်း တော်မပါမီနီနေအဲ့ဒီဝီဒချီမီတော့နေအရှုတပိုင်းပြန်ဖြစ်တော့လိမ့်မယ်ဟာ ဟမ်အရှုတပိုင်းဟောက်လား မီကီကတစ်တာပုံနဲ့သွားရှာပြီးမတ်စ်လေးတစ်ခုကိုရလာပါတယ် မီနီအင်တာလီယိုဆလိုက်အရာမအဲ့ဒီဝီဒမ်ရှူမီမာဟာ ။မိနီလည်းဆွတ်လိုက်ပါတယ်။မီကီကနောက်ထပ်တစ်တာတွေကိုရှာလိုက်ပြီးတော့သွေးပလင်းတွေနှစ်ပလင်းကိုယူလိုက်ပါတယ်။ပြီးတော့တစ်ပလင်းကိုတုံးပြီးကူထိတ်ကနေဆင်းသွားခဲ့ပါတယ်။ကူထဲမှာကျန်ခဲ့တဲ့မိနီကကြည်ကြည်လွင့်ပစ်ထားတဲ့သူ့ရဲ့တပ်ပုံလေးကိုမြင်ပြီးကြည်ကြည်ကသူ့ကိုချစ်နေမှန်းသိသွားခဲ့ပါတယ်။တစ်ပတ်မှာတော့ကြည်ကြည်တယောက်နှာပူးတွေဝိုင်းနေခဲ့ကြပါတယ်။မီကီကကြည်ကြည်စီကိုဆေးပလင်းလေးနဲ့ရောက်လာပြီးပြစ်ပေးလိုက်ပါတယ်။ကြည်ကြည်လည်းစွမ်းအားတွေရပြီးမိုးပေါ်ကိုပြန်တက်သွားခဲ့ပါတယ်။ပြီးတော့လင်းတို့ပုံစံပြောင်းပြီးတော့ထွက်ပြေးသွားခဲ့ပါတယ်။ကျန်တဲ့ရွာသားတွေကတော့အာပွားတွေမပေးလိုက်ရလို့ဝမ်းနည်းနေခဲ့ကြပါတယ်။ဒီလိုနဲ့ပဲသူတို့ကူတဲကိုပြန်ရောက်လာခဲ့ကြပါတယ်။ကူတဲကိုဝင်လာတဲ့အချိန်မှာမိနီကိုမြင်လိုက်ရပါတယ် Hey ငါတီမလီ ဟင်သူကဘလူးရမြလေ နိုင်ရဒပ်ပဝန်နစ်စီဘလူးတော့ဘယောင်းရလေជីជី အရာဟိုလေနာညိုတိုင်လို့ဟာ ။ဟုတ်လား။ငါလည်းအတူတူပါပဲဟာ။တွဲရအောင်လေ ခီယမ်လီမင်းတို့ဘီမှာငါတဲလို့ရှိတယ်အာနာပီတာအောင်မရမီတကာရှာဘလို့ရဲ ။ဒီလိုနဲ့ပဲမိသက်ကောင်ငါပြီးထွက်လာခဲ့ကြပါတယ်။ပြီးတော့တောထဲဝင်ပြီးမိတွေဆွဲနေတဲ့တောကြီးကိုစတင်ငိမ့်ကြပါတော့တယ်။အဲ့ဒီအချိန်မှာပဲကြည်ကြည်မကြည်ကြည်ယူနေတဲ့သူတွေရောက်လာခဲ့ကြပါတယ်။ ဒီជីကိုရီတို့လာပြီနော် ဟိုက်ဒီကောင်နေလာပြန်မေ ကြည်ကြည်နဲ့မိနီကရှေးပိုက်တွေနဲ့ဝိုင်းပြီးပတ်ကြပါတော့တယ်။အဲ့ဒီအချိန်မှာပဲမိနီတငယ်ချင်းဝင်ပလွေကဝင်ကြိုက်ပြစ်ပါတယ်။ကြည်ကြည်ကသူ့ရဲ့မိသက်ပိုက်ကိုပေးလိုက်ပါတယ်။ကြည်ကြည်ကဝင်ပလွေဆွဲတာကိုခံလိုက်ရပါတယ်။ ဟာငါជីជីကိုလှုပ်ချင်တယ်လုံးနေတော့တာပဲငါနဲ့တွေ့မယ် မိနီကလည်းမီကီကိုပိုက်ပေးလိုက်ပါတယ်။မီကီလည်းပိုက်တွေနဲ့တိုင်ပတ်နေခဲ့ပါတယ်။မိနီကလှမ်းခုန်ပြီးရှေ့ကနေပိတ်ရက်လိုက်ပါတယ် ရှက်လိုက်စမ်းမင်းတို့ကောင်းရီ ။မီကီကတော့ရှေ့ပိုက်တွေနဲ့တယောက်တည်းမိတွေအကောင်လုံးကိုငိမ့်ပစ်လိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲဆေးနဲ့ရှူမိထားတဲ့ခွေးတွေရောလူတွေပါငကိုပုံစံကိုပြန်ဖြစ်သွားခဲ့ကြပါတယ်။မိနီကကြည်ကြည်စီကိုသွားပြီးတော့ငါတို့တွေအတူတူနေသွားကြရအောင်နော်ကြည်ကြည် ဟာဒီမီရီယာငါနဲ့တွေ့အစီပါပဲကွာ ဒီလိုနဲ့ပဲဆက်လန်းလေးပြီးသွားခဲ့ပါတော့တယ်ရှင်။အခုလိုမျိုးဗီဒီယိုလေးတွေသဘောကျရဲဆိုရင်တော့ကျမတို့ channel ကို subscribe လုပ်ထားဖို့မမေ့ပါနဲ့ရှင်။အားလုံးကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်။